မင်္ဂလာပါခင်ဗျာ Vocal Talks ကနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ပြောပြသွားမယ့်အကြောင်းအရာကျွန်တော်ဆွေးနွေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့အတန်အစစ်အမှန်ကိုယ့်ရဲ့အတန်အစစ်အမှန် real voice ကိုဘယ်လိုရှာမလဲဆိုတဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါပထမဆုံးအချက်နံပါတ်1အချက်ကိုပြောပါမယ်ကိုယ့်ရဲ့အတန်အစစ်အမှန်ကိုရှာဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကိုယ့်ရဲ့တဘာဝစကားပြောနေတဲ့အတန်ကိုသိဖို့လိုတယ်ကိုယ့်ရဲ့တဘာဝစကားပြောနေတဲ့အတန်နဲ့ကိုယ့်ရဲ့တခြင်းဆိုတဲ့အတန်နဲ့ကိုအနည်းဆက်ဆုံးဆက်နွယ်နိုင်ဖို့လိုပါတယ်ဆိုလိုတဲ့သဘောကတော့ဥပမာကျွန်တော်တို့မင်္ဂလာပါခင်ဗျာမတွေ့တာကြာပြီနေကောင်းသလားအဲ့လိုရင်ပြောကြည့်ပါအဲ့ဒီပြောတဲ့အတန်ကိုမှကျွန်တော်တို့ကတန်စင်လေးနည်းနည်းထည့်ပြီးတော့နောက်တစ်ဆင့်လုပ်ကြည့်မယ်မင်္ဂလာပါနေကောင်းလားမင်္ဂလာပါနေကောင်းလားအမျိုးမျိုးပေါ့နော်အတက်အကျကစားကြည့်ပါအဲ့လိုဆိုလို့ရှိရင်တော့ကိုယ့်ရဲ့စကားပြောတဲ့အတန်ကိုတဖြည်းဖြည်းနဲ့တခြင်းဆိုတဲ့အသွင်ကိုအရင်ပြောင်းကြည့်ပါအဲ့လိုဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ natural speaking voice နဲ့ကိုယ့်ရဲ့ natural singing voice နဲ့နီးစပ်တဲ့ဟာကိုရလာပါလိမ့်မယ်နံပါတ်2အချက်ကိုပြောပါမယ်နံပါတ်2အချက်ကတော့ကျွန်တော်တို့စကားလုံးတွေကိုစကားလုံးတွေအတန်ထွက်တဲ့အခါမှာတခြင်းဆိုတဲ့အခါမှာထန်ကရိုင်းကြကြနဲ့ပီပီတတကြည်ကြည်မြတ်မြတ်ထွက်ပေးဖို့လိုပါတယ်။ Okay ကျွန်တော်ဥပမာလေးအနေငယ်ဆိုပြပါမယ်။ဆိုတော့ဆုံးရှုံးခြင်းသာရရှိခဲ့ပြီဒါကိုမာရွေးတစ်ခုလုံးမထင်ချင်ပါစကားလုံးလေးကိုဒီလိုတမန်ငါရှန်ငါပေါ့နော်ပြီးစလွယ်လေးဆိုလိုက်တာထက်ကျွန်တော်တို့အတန်ကိုပီပီတတကြည်ကြည်မြတ်မြတ်လေးအားထည့်ပြီးဆိုကြည့်မယ်ဆုံးရှုံးခြင်းသာရရှိခဲ့ပြီဒါကိုမာရွေးတစ်ခုလုံးမထင်ချင်ပါလောင်းလေးမနှလုံးသားတစ်ခုရဲ့ဒီတို့ငိုတန်းကြားနိုင်မလားဒါမျိုးလေးကျွန်တော်တို့အားစိုက်ပြီးတော့မှဆိုကြည့်ပါအဲ့လိုဆိုလို့ရှိရင်ရှေ့တစ်ခေါက်ကဆိုထားတဲ့ဆုံးရှုံးခြင်းသာရရှိခဲ့ပြီဒါကိုမှားရတစ်ခုလို့မထင်ချင်ပါအဲ့လိုဆိုလို့ရှိရင်ကျွန်တော် airy ဖြစ်တဲ့အတန်တွေများတယ်မလို့လားအပ်ပဲနဲ့မလို့လားအပ်တဲ့နေရာမှာဒီ head voice ဖက်အရန်များနေတာမျိုးတွေဆိုတော့နားထောင်ရတဲ့လူအတွက်လည်း potty pot shot တွေဖြစ်တယ်အဲ့လိုထက်စားလို့ရှိရင်တော့ခုနကျွန်တော်ဆိုပြတဲ့ဒီအားလေးဖိပြီးတော့မှစကလုံးကိုထန်ကရိုင်းကြကြလေးပီပီတတလေးအားစိုက်ပြီးတော့မှစုပ်ပေးကြည့်ပါအဲ့လိုဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ real voice ဖက်ကိုပို့ပြီးတော့မှရောက်တဲ့ကိုယ့်ရဲ့အတန်အစစ်အမှန်ကိုပို့ပြီးတော့မှပါစေမှာဖြစ်ပါတယ်နံပါတ်3အချက်ကိုပြောပါမယ်ခင်ဗျာနံပါတ်3အချက်ကတော့ကျွန်တော်တို့တက်တောင့်တက်တာရှိတဲ့ range တက်တောင့်တက်တာရှိတဲ့ key အတွင်းမှာဆိုပေးရပါမယ် comfortable range အတွင်းမှာဆိုပေးရပါမယ်ဆိုလိုချင်တဲ့သဘောကတော့ကိုမနိုင်တဲ့ key အပေါ်တွေထိအရန်တက်တာမျိုးကိုမနိုင်တဲ့ key out တွေထိအရန်ဆင်းပြီးဆိုတာမျိုးတွေမလုပ်ပါနဲ့ကိုနဲ့တကယ်အဆင်ပြေတဲ့ကိုအတွက်လုံးဝတက်တောင့်တက်တာအပိုင်နိုင်ဆုံးဖြစ်တဲ့ key မျိုးအနေအထားမျိုးမှာဆိုပေးပါခုနသရှင်လေးနဲ့ပဲဥပမာပြန်ဆက်လိုက်မယ်เนาะဆိုတော့သရှင်တစ်ပုတ်ထဲဖြစ်သွားအောင်ဆိုတော့ခုနဆိုလို့ရှိရင်ကျွန်တော်ဆိုတာဆုံးရှုံးခြင်းသာရရှိခဲ့ပြီဒါကိုမှားရတစ်ခုလို့မထင်ချင်ပါအဲ့ဒါကိုကျွန်တော်တို့ကမတရားအမြင့်ကြီးနဲ့ဆုံးရှုံးခြင်းသာရရှိခဲ့ပြီဒါကိုမှားရတစ်ခုလို့မထင်ချင်မရတော့เนาะဆိုတော့အရန်မြင့်လွယ်နေတာကျွန်တော်တို့အရန်မြင့်တဲ့ key ဖြစ်နေတယ်ဆိုတော့မလိုလားအပ်ပဲလေချောင်းတန်တွေပါလာတယ်မလိုလားအပ်ပဲနဲ့အပေါ်တွေအရန်တက်လာတယ်ဒီလေမျိုးနဲ့ကျွန်တော်ရဲ့ဒီ placement အတန် placement တွေပါပြောင်းသွားတယ် key အရန်မြင့်တဲ့အတွက်ကြောင့်မလို့ဆိုတော့ဒါကိုကျွန်တော်တို့ပြန် short ရမယ်ဆုံးရှုံးခြင်းသာရရှိခဲ့ပြီဒါကိုမှားရတစ်ခုလို့မထင်ချင်ပါအဲ့လိုဆိုလို့ရှိရင်လုံးဝတက်တောင့်တက်တာဖြစ်တယ်ဆိုရတာလည်းအရန်လွယ်တယ်တက်တောင့်တက်တာလည်းရှိတယ်နားထောင်ရတဲ့လူအတွက်လည်းတာယာနာပြောပွဲရှိတယ်အဲ့လိုအနေထားမျိုးလေးနဲ့ဆိုပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီအချက်၃ချက်ကတော့ကျွန်တော်တို့ real voice အတန်အစစ်မှန်ကိုရှာဖွေတဲ့နေရာမှာအတန်အစစ်မှန်ကိုရအောင်လုပ်တဲ့နေရာမှာမဖြစ်မနေသိထားတဲ့အရေးကြီးတဲ့အချက်ကလေး၃ချက်ဖြစ်ပါတယ်ခင်ဗျာအားလုံးအတွက်အကျိုးရှိမယ်လို့ထင်ပါတယ်ဆိုတော့အကျိုးရှိတယ်ဆိုလို့ရှိရင်တော့ comment လေးမှာရေးသွားပါ share လုပ်ပေးပါကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးထားပါခင်ဗျာကျွန်တော်နောက်ထပ်ဗီဒီယိုတွေအများကြီးတင်ပေးပါအောင်မယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ် Happy New Year ပါ